Okay ကျွန်တော်တို့ဒါ Messenger chatbot ကနေပြီးတော့ booking တင်တဲ့ scenario လေးကိုကျွန်တော်ရှင်းပြပါမယ်အဲ့တော့ဒါလေးကတော့ကျွန်တော်တို့ဖုန်းမှာပေါ့နော်ကျွန်တော်တို့ social media Facebook ကနေကျွန်တော်တို့တွက်လက်ကိုရှာလို့ရမယ်ကျွန်တော်တွက်လက်ချက်ပေါ်ကိုကျွန်တော်ရှာခြင်းတယ်ဒါကရှာလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီလိုထွက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီလိုဝင်လိုက်တယ်ဝင်လိုက်ရင်ဒါမြင်ရတာကတော့ social media page ပေါ့နော်ဒါလေးတွေ့ရမယ်အဲ့တော့ကျွန်တော်တို့ page ကိုတွေ့ရမယ် okay အဲ့တော့ page ကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့က message ပို့လို့ရတယ်နော်ဒါကျွန်တော်ရင် booking လုပ်ခဲ့တာတွေရှိလို့ဒီလိုပြရတယ်အဲ့တော့တကယ်လို့ကျွန်တော်တို့ကခါမှာ booking မလုပ်ဘူးတွက်လက်နဲ့အဲ့ဒါဆိုလို့ရှိရင်ထားပါတော့ကျွန်တော်မရှိဘူးပေါ့နော်ဒါ message မရှိတော့ blank ဖြစ်နေချိန်စီကျွန်တော်ဖြတ်ပြီးတော့ဒီကနေစပြီးတော့ message ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီလိုမြင်ရမယ် hi စလုပ်ကြည့်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က messenger ကနေစပေါ်လာပြီမင်္ဂလာပါကြိုဆိုပါရစေဆိုပြီးတော့ပေါ်လာပြီဒါအကောင့်လေးအနေနဲ့သူက greeting လုပ်တယ် chatbot ဆိုတော့ automatic system ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒါလေးကတော့ဒီမှာစတင်ရအောင်ကျွန်တော်တို့ကနှိပ် messenger တွေဝင်ပြီးတော့အဲ့မှာကျွန်တော်တို့ကဒီနေရာနဲ့ရှာလို့ရတယ်ယောဂလိုက်ရှာလို့ရတယ်โอเคကျွန်တော်ဒီနေရာနဲ့စရှာပြနော်တော့ထားပါတော့ကျွန်တော်တို့အဲ့အချိန်မှာတိုင်းတရားကြီးရွေးလို့ရတယ်ရန်ကုန်နော်ပြီးကြရင်ကျွန်တော်တို့ကမြို့နယ်မှာရန်ကုန်မြို့နယ်ကကြတော့ကျွန်တော်တို့ကဆလာစီကန်းရှိတဲ့ order ကကြတော့ပဇွန်အောင်မှာရှိတာဗျအဲကျွန်တော်တို့ပဇွန်အောင် setup လုပ်ထားရဖြစ်တဲ့အတွက်ပဇွန်အောင်ကိုကျွန်တော်တို့ကြည့် file link တွေကိုကျွန်တော်နှိပ်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ order တိုင်းစီကန်းဆိုပြီးတော့ကျွန်တော်ပေါ်လာပါလိမ့်မယ် logo နဲ့ပေါ့နော်အဲကျွန်တော်တို့ကလိပ်စာလည်းပါပါတယ်ရွေးချယ်ရအောင်ကျွန်တော်တို့နှိပ်လိုက်တယ်အဲဆိုရင်ကျွန်တော်တို့ကရှင်းတဲ့အချိန်ရွေးတဲ့ဟာလေးကျွန်တော်တို့ပေါ်လာတယ်အဲပေါ်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာဒါကမြင်ရသလောက်ပဲသူကမဆုံးသေးတဲ့အတွက်နောက်ထပ်ရွေးချယ်ဆိုတာရှိတယ်သူမှချက်ဒီအချိန်ထပ်ရွေးလို့ရသေးတယ်ဒါဒီလိုလေးတွေကျွန်တော်တွေ့ရနေမယ်နောက်ထပ်ရွေးချယ်ရမှာ slot တွေထပ်တွေ့ရမယ်အဲကျွန်တော်တို့က6ရက်နေ့ကိုရွေးရရတယ်အဲမှာ9ရက်နေ့ကိုကျွန်တော်ရွေးလိုက်တယ်9နာရီနဲ့12နာရီ10မိနစ်ကိုကျွန်တော်ရွေးမလားစနစ်တစ်ကနေ3နာရီကိုကျွန်တော်ရွေးမလားဆိုစနစ်တစ်3နာရီကျွန်တော်ရွေးလိုက်တယ်ဒါပါတော့ဒါဆိုရင်ကျွန်တော်တို့အချက်လက်တွေစတင်ဖြည့်သွင်းပို့ဆိုပေါ်လာပြီစတင်ဖြည့်သွင်းရရိုးပါတယ်ရိုးရှင်းပါတယ်နာမည်စဖြည့်ခိုင်းပါပြီကျွန်တော်ဖြိုးလို့ရေးလိုက်မယ်โอเคအဲဒီမှာကျွန်တော်ဖုန်းနံပါတ်ရိုက်ခိုင်းတယ်ဖုန်းနံပါတ်လည်းဒီလိုပဲရေးလိုက်တယ်အသက်ကိုမေးပါတယ်အသက်က45နှစ်โอเคကျွန်တော်လိပ်စာတာမွေးပေါ့ something ဟောင်းကျွန်တော်တို့ဒါမှတ်သွားပြီတွေးအုပ်စုဖြည့်ခိုင်းတွေးအုပ်စုဖြည့်လိုက်တယ်โอเคအဲ့တော့ဒါဒီဒါ book chatbot ကနေကျွန်တော် booking ယူတဲ့ step ပေါ့အဲ့တော့ okay ဒါကကျွန်တော်တို့ဒါ customer အနေနဲ့အဲ့ဒီအချိန်အတွက်ကျွန်တော်တို့ဒါ9ရက်ဇွန်လ2025အတွက်7နာရီ10မိနစ်ကနေ3နာရီအထိ session ကိုယူလိုက်တယ် booking ယူလိုက်တယ် booking number 1နဲ့စရတယ်ဒါသူဒီပထမဆုံးလုပ်တဲ့သူပေါ့နော်အဲ့တော့ okay ဒါနောက်ကျွန်တော်နောက်တစ်ခေါက်နဲ့ကျွန်တော်ဆန်းပြမယ်ရှား user ပေါ့ဗျာရှား user ကရှား Facebook အကောင့်နဲ့ကျွန်တော်တို့ဆွမ်းနာလို့ပဲ hi မယ်ကျွန်တော်တွက်လိုက်ရှာလိုက်မယ်ဒီလိုရှာလဲရတယ်ပေါ့နော် get started အဲဒီမှာကျွန်တော်တို့ကဒါအကောင့်နံပါတ်နဲ့ဒီလိုပေါ်လာစတင်ဟုတ်ပြီ
နှိမ့်လိုက်တယ်စတင်ရမှာကျွန်တော်တို့ကဒီခါကျတော့ကျွန်တော်ယောဂလိုက်ရှာပြမယ်ဆွမ်းနာ order တာကိုပဲကျွန်တော်ရှာပြမယ်ယောဂမှာကျွန်တော်တို့က configure ချထားတော့ကဆွမ်းနာ admin ဘက်အချမ်းကနေစင်စီကဘက်ကနေပြီးတော့ဆက်လက်ချထားတော့ကျွန်တော်တို့ကဟောထားပါတော့ကျွန်တော်ကြီးပေါင်းယောဂအတွက်ကျွန်တော်ဒီမှာကုသနည်းရှိတယ်အဲ့တော့ order တာရဲ့ကုသနည်းကမှစားထားပါတော့ကျွန်တော်ပေးထားတဲ့ setup ကတရုတ်စုပ်ခွက်ကုထုံးနဲ့ကုသတယ်ပေါ့နော်ဒီလိုရွေးလိုက်ပြီးကျွန်တော်တို့က file clinic ကိုနှိပ်လိုက်ပြီးဆိုတာ ਨੇ ကျွန်တော်တို့ကစရာတို့ဒါဒီ order စီကမယ်ထက်ကြတာအဲ့တော့ဒီကောင်ရွေးချယ်ထပ်နေမယ်စရာ booking လုပ်ထားတဲ့အချိန်ကကျွန်တော်တို့က9ရက်နေ့မှာ15ရက်တနာရီကိုကျွန်တော်ထုတ်ထားတယ်အဲ့တော့ဒီချိန်ကိုပဲကျွန်တော်ထပ်ပြီး book လုပ်လိုက်မယ်ဒါဆို booking number 2ဖြစ်မယ်ရွေးချယ်ရင်ကျွန်တော်နှိပ်လိုက်တယ်စတင်ဖြစ်တွင်ရလုပ်မယ်နာမည်ကအောင်ထားပါတော့ဗျာဒီလိုလေးကျွန်တော်ပေးလိုက်မယ်ဖုန်းနံပါတ်ကကြာ09 bla 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 ပေါ့အသက်ကကျွန်တော်တို့က46ထားပါတော့ဒါဖြည့်တယ်အိစာဆန်းကြောင်းဒီခါကျဆန်းကြောင်းကျွန်တော်ဖြည့်တယ်အဲ့တော့ဒါကသွေးအုပ်စုဖြည့်ဒါဒီ booking number 2ကြာလာပြီ okay ဒါဒီရက်အတွက်ပဲ9ရက်နေ့အတွက်7နာရီကနေ3နာရီအချိန်ဒါထပ်ကြာလာပါတော့အဲ့တော့ကျွန်တော်တို့ကဒါဒီရက်ချင်းယူအောင်မြန်သွားပြီအဲ့တော့ဒါဒုတိယတစ်ခု okay အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုပေါ့တတိယ booking တော့ကျွန်တော်ကဒီချက်ဘောဘက်ကမဟုတ်ဘဲနဲ့စေကဘက်ကိုပုံမှန်ပေါ့နော်ကျွန်တော်တို့ဒါ booking လာတင်တဲ့ customer ရှိမယ်ဟိုမှာစေကဘက်ကနေပြီးတော့ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လာပြီးတော့ပဲတင်တာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကနေတင်လို့ရလဲဆိုတော့ဒီဟောပါနော် all booking ရောကနေပြီးတော့ကျွန်တော်တို့က new booking နဲ့ကျွန်တော်တို့ကယူလို့ရတယ်ဒါစေကအနေနဲ့ကိုဘာသာကိုဒါ OTC လာတယ်ဟုတ်လားလို့ဖုန်းနဲ့ပဲ booking လုပ်တယ်ကောင်တာမှာလာပြီး booking လုပ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီမှာ schedule ယူလို့ရတယ်အဲ့တော့ဆွမ်းနာအတိုင်းပဲကျွန်တော်တို့က schedule မှာကျွန်တော်တို့ဒီမှာ OTC booking ကိုတင်မယ်ဆိုလို့ရှိရင်ဒီကနေတင်လို့ရပါတယ်အဲ့တော့ schedule ကကျွန်တော်တို့ဆွမ်းနာကတင်ခဲ့တဲ့7နာရီကနေ3နာရီအချိန်ကိုပဲကျွန်တော်တင်ပါမယ်အဲ့တော့ဒီတစ်ခါတင်မယ်ဆိုရင်ကျွန်တော်တို့ booking number 3ဖြစ်ပါတယ်ဖုန်းနဲ့ booking တင်တာကဒါက each ဖြစ်မယ်ဆုံးဘယ်ပေါ်မှာပြည့်တယ်လို့ပဲကျွန်တော်တို့ဖြည့်ပါမယ်အဲ့ကျွန်တော် booking လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ9ရက်နေ့ရဲ့ booking ကိုကျွန်တော်ထုတ်ကြည့်လို့ရတယ်9ရက်နေ့ booking ကိုကျွန်တော်ထုတ်ကြည့်ပါထုတ်ကြည့်တဲ့အချိန်မှာ booking 3ခုတွေ့ရပါတယ်ချက်ပေါ်နဲ့တစ်ခုဒီOTC booking တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒါ OTC booking နဲ့ချက်ပေါ် booking နှစ်ခုကိုကြွားချလာဆိုတော့ကျွန်တော်ဒါပြတာပါအဲ့တော့ဒီကနေမှတစ်ဆင့်ဆွမ်းနာကျွန်တော် portal ကနေပြီးတော့ booking တွေကိုဘယ်လို manage လုပ် booking လုပ်ဘယ်လိုဖွင့်နေလဲကျွန်တော်တို့ပြသသွားမှာဖြစ်ပါတယ်